ကြောင်းပြချက်မရှိပဲအထက်တန်းကျောင်းသားတယောက်ကိုဘယ်တော့မှသွားမရှုပ်ပါနဲ့သူ့ရဲ့အတွင်းထဲမှာမာဖီးယားကောင်းချုပ်ကြီးတယောက်ပုံကွယ်နေမလားဆိုတာဘယ်သူသိနိုင်မှာလဲအရာအလုံးဟာဒီကောင်လေးပေါ်ကိုရေနှဲငယ်ဆင်သွားခဲ့ရာကနေစတင်ခဲ့တာဖြစ်ပြီးသူကလူမိုက်နှစ်ယောက်ကိုချက်ချင်းတောင်းပန်ဖို့ပြောလိုက်ပါတယ်သူ့ကိုမြင်တော့လူမိုက်တွေကလောင်ရဲကြပြီးတယောက်ကဆိုရင်သူ့ကိုသင်ခန်းစာပေးဖို့ရှေ့ကိုတိုးလာခဲ့ပါတယ်ဒါပေမဲ့အားနွယ်တဲ့ရုပ်ရည်ရဲ့နောက်ွယ်မှာတကယ်မာဖီးယားကောင်းချုပ်ကြီးရဲ့ဝိညာဉ်ရှိနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးလွန်ခဲ့တဲ့ရက်နှဲငယ်ကအီလီရှန်ဟာကျောင်းမှာလူတိုင်းရဲ့အနိုင်ကျင့်ခြင်းကိုခံရတဲ့အထက်တန်းကျောင်းသားလေးတယောက်ပါတနေ့မှာတော့သူဟာအယံဝမ်းနဲ့စိတ်ပြက်ပြီးသူ့ဘဝကိုအဆုံးသတ်ဖို့လူကူးကောင်းတရားပေါ်ကိုတက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမာဖီးယားကောင်းချုပ်ကြီးတယောက်ကဖျက်သွားရင်သူ့ကိုကယ်တင်ခဲ့ပါတယ်ကောင်းချုပ်ကြီးနိုးလာတဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိသွားပါတယ်သူဟာအခုဆိုရင်အဲ့ဒီအထက်တန်းကျောင်းသားလေးရဲ့ခန္ဓာကိုယ်ရဲ့ကိုရောက်နေတာပါဘလို့ကြောင့်လဲတော့မသိပေမဲ့သူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေဟာအပြန်အလှန်ပြောင်းလဲသွားခဲ့ကြပါတယ်တကယ်မာဖီးယားကောင်းချုပ်ကြီးဖြစ်တဲ့ဒီဘာဟာဒီပြောင်းလဲကြောင့်အလုံးလုံးလောက်သွားခဲ့ရပါတယ်ရုတ်တရက်သူ့ရဲ့တပည့်တယောက်ကသူ့ကိုအော်ခေါ်လိုက်ပါတယ်ဒီဘာတကားဖွင့်လိုက်တဲ့အခါသူ့ရဲ့လူကအပြင်မှာရက်နေတာကိုတွေ့ရပေမဲ့အဲ့ဒီတပည့်ကသူ့ကိုတပ်ဖို့ပြင်နေတာပါဒီဘာကဘာကြောင့်လဲဆိုတာနားမလည်နိုင်ဖြစ်နေတော့မှန်တဲ့ကိုကြည့်လိုက်မိတဲ့အခါကွဲပြားတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်ကျမှသူဟာမိမိကိုယ်ကိုမဟုတ်တော့ဘူးဆိုတာကိုရိပ်မိသွားပါတော့တယ်သူကသူ့ရဲ့ကောင်းသားတွေကိုအခြေအနေတွေကိုရှင်းပြဖို့စူးစမ်းခဲ့ပေမဲ့ဘယ်သူမှမယုံကြပါဘူးဒါတင်မကပဲသူတို့ကသူ့ကိုသူ့ရဲ့ကိုယ်ပိုင်နာရေးခန်းသားစီခေါ်သွားခဲ့ကြပါတယ်အဲ့ဒီမှာသူ့ရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါဒေါသတွေအကြီးအကျယ်ထွက်လာခဲ့ပါတယ်သူ့ဝိညာဉ်ကိုပြန်ရဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုရှာဖွေဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူးနောက်ဆုံးတော့သူနေလန်းတစ်ခုစဉ်းစားမိသွားပါတယ်အရာအလုံးဖြစ်ပျက်ခဲ့တဲ့အဲ့ဒီလူကူးကောင်းတရားစီကိုသူပြန်သွားခဲ့ပါတယ်သူနောက်တစ်ကြိမ်ထပ်ခုန်ချလိုက်ရင်အရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားမလားလို့တွေးခဲ့တာပါဒါပေမဲ့ဆေးရုံမှာသူပြန်နိုးလာတဲ့အခါမှာလည်းအထက်တန်းကျောင်းသားရဲ့ခန္ဓာကိုယ်ထဲမှာပဲရှိနေတော့မှာပဲသူ့ရဲ့တကယ်ခန္ဓာကိုယ်ကတော့အခုချိန်မှာအယိုးပြအိုးရဲကပြားတွေဖြစ်ပြောင်းလဲသွားခဲ့ပါပြီဒီဘာဟာစိတ်နှလုံးလုံးဝကြေကွဲသွားခဲ့ရရှာပါတယ်ဘာမှမကြံတော့တဲ့အဆုံးမှာတော့သူဟာဒီခန္ဓာကိုယ်တင်းနေတဲ့ဆက်လက်အသက်ရှင်ဖို့နောက်ဆုံးမှာဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူလုံးဝမသိတဲ့အမျိုးသမီးတယောက်သူ့စီရောက်လာခဲ့ပါတယ်သူမကတော့သူ့ရဲ့အဖေတရဲ့အတွင်းရေးမှုပဲဖြစ်ပါတယ်သူမကသူ့ကိုကဘာမြေကြီးအတွက်ဝင်ထုတ်ဝင်ပို့လို့ခေါ်ပြီးစူပူကျင်းမောင်းသွားခဲ့ပါတယ်သူမထွက်သွားပြီးနောက်မှာတော့ဒီဘာဟာအီလီရှန်ရဲ့တက်ပလက်ကိုကောက်ကင်ပြီးမျက်နှာဖက်စနစ်နဲ့ဖွင့်လိုက်ပါတယ်သူကဒိုင်ယာရီကိုဖတ်ကြည့်လိုက်တဲ့အခါကောင်လေးရဲ့နာကျင်စရာကောင်းတဲ့ဘဝအကြောင်းကိုသိရှိသွားခဲ့ရပါတယ်အဲ့ဒါကိုဖတ်ပြီးတဲ့နောက်မှာတော့ဒီဘာဟာဒေါသတွေအလွန်မင်းထွက်လာပြီးတက်ပလက်ကိုရိုက်ခွဲပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်သူစိတ်ပိုင်းဖြတ်လိုက်ပါတယ်တကယ်လို့ကံကြမ္မာကသူ့ကိုအီလီရှန်ဖြစ်စေခဲ့မယ်ဆိုရင်လည်းသူဟာဒီတစ်ချိန်မှာတော့မိမိစိတ်ကြိုက်တိုင်းအစ်စ်တဖန်ပြန်လဲရှင်တန်သွားမှာဖြစ်ပါတယ်